Hi, chitoye. Cheo, mi besi mumuline, wanga dini seitali na mapi pare. Ke seitana po, seitali di wela bisoyin, sanui, tamyadi sa. Ala pang biro, ne biro sangami lak kana natame, natapi bisoma, yisi me, yu linga yi piao yang lu silai me, se bisoyin, sa, hinjo mo, sanui, yang dini. ထဲမယ်ထဲပြီးတော့အသားလေးတွေကိုအရသာလေးတွေဝင်သွားအောင်လို့စုပ်ပြီးတော့နေမယ်အနံလေးမွေးအောင်လို့ဂျင်းလေးကိုထောင်းပြီးတော့ဂျင်းကိုအရေးလေးပဲညှစ်ထည့်မယ်ပြီးတော့အချင်းတက်လေးပါရင်ပိုစားကောင်းတယ်နော်အဲကြတော့ဝမ်ကတမြသီးလေးတစ်လုံးညှစ်လိုက်ပါတယ်ကဲပြီးပြီဆိုရင်ဂျင်းလေးကိုအရေးညှစ်ထည့်မယ်အဖက်ကလေးကိုကြတော့စီတက်တက်ထည့်မယ်နော်ကဲဒါလေးနေပြီးတော့ခဏနှက်ထားမယ်စက်သွန်နီလေးလိထားတယ်နော်ကဲစီတက်တော့မယ်ကျက်သွန်နီလေးအရင်ဦးဆုံးစီတက်မယ်ဂျင်းရဲ့ကျက်သွန်ဖြူရဲ့လည်းထောင်းထားတာလေးလည်းရှိတယ်နော်ကျက်သွန်နီလေးနည်းနည်းလေးမဲနေအောင်လို့မကြောပါဘူးနည်းနည်းလေးရဲပြီဆိုရင်ဂျင်းကျက်သွန်ဖြူလေးကိုထည့်လိုက်မယ်ပြီးရင်အယောင်တင်မှုတ်ကလေးဒီနေ့နှစ်ပိတ်တာချက်တာဆိုတော့3စွန်းလောက်တော့ထည့်လိုက်မယ်3စွန်းလောက်ထည့်လိုက်မယ်ကဲအယောင်လေးလှသွားအောင်လို့ပေါ့နော်ကဲထည့်ပြီးပြီဆိုရင်စိတ်သားလေးတွေထည့်လိုက်ပါမယ်ကဲစိတ်သားလေးရလဲလေဒီတိုင်းမွေလို့မရဘူးအိုးကပြည့်သွားတာခဏနေကြရင်ဝမ်ကလေနူးလွယ်တဲ့ဂိုင်းအိုးလေးနဲ့ပြောင်းတယ်မှာပေါ့နော်ပြောင်းတယ်မှာဖြစ်တော့ဒါသူ့ရဲ့စီလေးနဲ့သူကထွက်တဲ့ရေလေးနဲ့ပဲလုံးမယ်ဇုံကတော့နှစ်ချောင်းနဲ့မှွေရပြီပေါ့နော်ကဲပြီးပြီဆိုရင်ဝမ်ကအိုးလေးပြောင်းပြီးတော့တည်လိုက်တော့မယ်ဒါအသားထွက်တဲ့အရေကိုပဲအရင်ဦးဆုံးစီပြန်အောင်လုံးမှာနော်ကဲဒီမဲ့အသားကတော့အရေအများကြီးထွက်တယ်နော်ကဲပြီးရင်ဖုံးလေးအုပ်ပြီးတော့ခဏထားလိုက်ပါမယ်ဒီဂိုင်းအိုးလေးတွေကလေအသားကိုအရန်နူးလွယ်တာကဲစီလဲပြန်ပြီးအနှစ်ကလေးကလည်းတော်တော်ကြည်ပြီပေါ့နော်အဲ့ကြတော့ဝမ်ကရေလေးနည်းနည်းလေးထည့်လိုက်ပါဦးမယ်ရေနွေးပွက်ပြီးသားလေးရှိတော့ကြတော့ပွက်ပြီးသားလေးနည်းနည်းပဲထည့်လိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ရေအများကြီးထည့်စရာမလိုတော့ဘူးစိတ်သားလေးကလေဒီနေ့စိတ်သားလေးကနုတယ်ဣတယ်အဲ့ဒါကြောင့်လေအကြာကြီးတည်စရာမလိုပါဘူးလို့ကဲဒါလေးကိုစီပြောင်တဲလိုက်မယ်စီပြန်ပြီဆိုရင်တော့ဒါဒီနေ့မဆလာမအုပ်တော့ဘူးရတာရှိတဲ့စိတ်သားနဲ့လေးရပါပြီရှင်ရိုးနှစ်ချက်လေးပေါ့နော်ပြီးရင်ဝမ်ပဲဟင်းလေးတည်ထားတယ်မကြီးကျင်လေးတုံမယ်မကြီးကျင်လေးကိုလေဝမ်ကရင်နွေးလေးကိုအေးအောင်ထားပြီးတော့စားနဲ့မကြီးရွက်နဲ့ကိုစိန်ထားတာပေါ့နော်သူကတရက်လောက်နေပြီဆိုရင်ကိုသူကစားလို့ရပြီမကြီးကျင်လေးကိုလေရေပြောင်းနေအောင်မညစ်ဘူးအရေလေးရောနည်းနည်းပါတယ်နော်ကျက်သွန်နီလေးလီထက်မြေပဲလေးထောင်းထက်ငုတ်သီးစိမ့်ထက်အချိုမုတ်ထက်ပြီးရင်ရွှေအုံလုံချောလုံတန့်မြေပဲစီမွေလေးထည့်လိုက်ပြီဆိုရင်ကဲပြည့်စုံသွားပြီနော်မကြီးကျင်တုပ်ကလေးကပဲစီမွေလေးနဲ့ကဲနေလိုက်မယ်ဒီနေ့တော့စိတ်သားနှစ်ချက်ပဲဟင်းမကြီးကျင်တုပ်လေးနဲ့တမင်းစားလို့မိန်ပြီနော်စစ်တော့ရေဝမ်းရဲ့ပိုစတာတွေကိုတနေ့ပေးဖို့မင်းနဲ့နော်စစ်တယ်နော်